မနေ့ကအိမ်ကဘလန်ဒါပြတ်သွားတာနဲ့ဘလန်ဒါသွားဝဲမယ်ဆိုပြီးတော့သွားတာမှာဒီ iMax ကထွက်ထားတဲ့ 3-in-1 ဘလန်ဒါရဲ့ရွေနူးအိုးရေကတော်တော်လေးကိုဈေးရလဲတက်တာရယ်ပြီးတော့ base quality ကလည်းမဆိုးပါနဲ့ဝယ်လာခဲ့လိုက်တာအမှအိမ်ရောက်တော့စမ်းကြည့်တဲ့အခါမှာလည်းတော်တော်လေးအဆင်ပြေရယ် sharing လုပ်ပေးချင်တာနဲ့ဒီဗီဒီယိုလေးကိုရလိုက်တာပါဆုံးတဲ့ထိကြည့်ပြီးသွားရင်လည်းဘယ်လိုအခြေအနေရှိလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပြီးသွားပါအောင်ကဲသူ့ရဲ့ဘူးကိုမှရေးထားတဲ့ Thailand Trusted Quality ဆိုတာထိုင်းနိုင်ငံမှာထုတ်လုပ်တာကိုဆိုလိုတာမဟုတ်ဘဲနဲ့ထိုင်းနိုင်ငံရဲ့ Standard Quality စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ quality မျိုးကိုဆိုလိုတာပါပစ္စည်းကိုကင်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လေ body ရောခွက်ကောက food grade plastic ကိုသုံးပေးထားတာဆိုတော့ဖန်ခွက်တွေလိုမျိုးလေးမနေဘူးပေါ့ပါပဲအများနဲ့ချီချော်လက်ချော်ဖြစ်တဲ့အိတ်အတွက်ကတော့စိတ်ပူနေကြလည်းမလိုတော့ဘူးပေါ့ဟောအေးအကြိုက်ဆုံးအချက်ကတော့သူ့ရဲ့အောက်ခြေကလေ rubber ပြားလေးပဲဟိုကြိတ်တဲ့အချိန်မှာတော့ဆက်ကစပွဲပေါ်မှာငြိမ်းနေရပဲသူ့မှာဆိုလို့ရှိရင်7020 copper motor ကိုသုံးပေးထားတယ်အေးရှင်သုံးဘူးတဲ့ blender လည်းဒီ7020ပဲဆိုတော့မစိုးပါဘူးကဲဒါဆိုလို့ရှိရင်တော့အဲ့တို့အခုပဲ blender ကိုစမ်းကြည့်ကြည့်လိုက်အောင်ဒီထဲမှာဆိုလို့ရှိရင်တော့ပန်းသီးတို့စမ်းကစ်သီးတို့အမြင်ပါတဲ့အသီးတွေဖရဲသီးတို့ပါတယ်ပြီးတော့အခုပဲကြည့်ကြည့်လိုက်အောင်အမြင်မှာမကြောက်ကြိတ်အားကောင်းတာဆိုတော့ချော်ပြစ်လေးကြိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေရယ်ဒီ model လေးမှာဆိုလို့ရှိရင်အပြော့အမရွေးကြည့်လို့ရတယ် hot cloth လည်းပါသေးတယ်အဓိက main point ကတော့ overheating protection ပါဝင်တာဖြစ်တဲ့အတွက်ခလုတ်ကိုဇက်တိုက်ကြီးဖိထားမိရဆိုလို့ရှိရင်တော့သတ်မှတ်အပူချိန်ရောက်သွားရင်တော့သူ့ဘာသာသူရက်သွားလိမ့်မယ်အဲ့တော့သူ့ကိုခဏကြိတ်ခဏရက်ပုံစံမျိုးနဲ့သုံးပေးတင်တယ်လို့ရတော့ကြံပေးချင်ပါတယ်ပထမဦးဆုံးအနေနဲ့ blender နဲ့ကြိတ်တော့မယ်ဆိုလို့ရှိရင်ဘယ်ဓာတ်သွားနဲ့ဘာကိုကြိတ်ရမလဲဆိုတာအရင်ဆုံးမလားပထမတစ်ခုကတော့ extraction blade အထက်မပါတဲ့ဓာတ်ဖြစ်ပါတယ်သူကအသီးအပြော့တွေရဲ့အရွက်တင်တဲ့ smoothie အတွက်ကတော့အကောင်းဆုံးပါပဲဒါတော့ချောနေရဆိုတော့ဖြော်နေတဲ့အချိန်အလယ်မှာလေဟာနေကိုပို့ပြီးတော့ကောင်းကောင်းဖန်တီးပေးနိုင်တာဆိုတော့အသီးတွေကိုညံ့ညက်ကလေးဖြစ်စေတယ်ဒုတိယတစ်ခုကတော့ cross blade ပါသူ့မှာလွှာသွားလိုမျိုးအထစ်ကလေးတွေပါတာဆိုတော့မာတဲ့အရာတွေကိုကြိတ်ဖို့အတွက်အဓိကထုတ်ထားရပါနောက်ဆုံးတစ်ခုကတော့ myling blade ပါသူကတော့အရေးဖြော်ဖို့မဟုတ်ပါဘူးငရုတ်ကောင်းဆန်ပဲပြီးတော့ပဇွန်ချောက်စားတဲ့အချောက်ချမ်းတွေကိုအမုံဖြစ်အောင်ကြိတ်ဖို့အတွက်တီးတန့်သုံးရတာပေါ့အခုလိုမျိုးခွဲခြားပြီးသုံးပေးမှလည်းဓာတ်သွားတွေရဲ့တက်တန်းကပို့ပြီးတော့မှကြာရှည်ခံမှာဖြစ်တယ်လို့ကြိတ်တဲ့ခါမှာလည်းကောင်းကောင်းကြေမှာဖြစ်ပါတယ်ဒီ 1.8 လီတာဆန်တဲ့ရွေနူးအိုးရဲ့အတွင်းမှာက plastic နဲ့လုပ်ပေးထားလုံးဝမဟုတ် high quality stainless steel inner shell ကိုသုံးပေးထားတာဆိုတော့ plastic ရွေနူးအိုးတွေလိုယူနေပူပူနဲ့ထိတွေ့လိုက်တဲ့အခါမှာအလွယ်တကူအနံ့သက်ဆွဲရတယ်ပြီးတော့ဓာတ်ပစ္စည်းရေထဲကိုပျော်ဝင်တာမျိုးတွေမရှိတဲ့အတွက်ကျန်းမာရေးနဲ့လည်းညီညွတ်တယ်လို့တိုက်ရှင်းကိုလည်းအလွယ်တကူလုပ်လို့ရတယ်သူ့မှာဆိုလို့ရှိရင်1500ဝက်နဲ့လာတာဆိုတော့1လီတာလောက်ကို4မိနစ်ဝန်းကျင်လောက်နဲ့အလွယ်တကူပွက်စုသေးတယ်လက်နဲ့ထိမိရင်တောင်အပူဒဏ်မခံရအောင်အပူသက်သာအောင်ဘေးနားမှာ plastic cover ဖောင်းကြွလေးနဲ့ view design ဖန်တီးပေးထားတာဆိုတော့တကယ်သုံးမဲ့သူတွေအတွက်ကိုလည်းအသေးစိတ်သေချာစဉ်းစားပြီးဖန်တီးပေးထားရလို့အရာတော့မြင်တယ်အေးဟင်းချက်တဲ့အခါစီတက်ပြီးလို့ရေထည့်ရတော့မယ်ဆိုလို့ရှိရင်ရိုးရိုးရေထည့်စားလို့ရှိရင်ပွက်စုပြီးသားရေနွေးကိုပဲသုံးဖြစ်တယ်ဘာလို့လဲဆိုလို့ရှိရင်အလောက်ကပြန်အချိန်လူရတာနဲ့ပြီးတော့ရင်ကိုယ့်ရဲ့လက်ရအောင်မြင်မြင်ကျင်တာတစ်ပိုင်းပေါ့နော်ပြီးတော့ရင်လက်နဲ့ကိုကမတော်တဆထိလိုက်မိလို့ရှိရင်တော့မှအပူဒဏ်တက်တာအောင်လုပ်ပေးထားတာဆိုတော့အိနေကတော့ကွက်တီပဲပေါ့အရင်တော့ကစတီအိုတွေလိုမျိုးရေနွေးပွက်ဆူလာပြီဆိုလို့ရှိရင်ဘယ်နားမှထိလို့မရအောင်ပူလောင်နေရမျိုးတွေလည်းမရှိတော့နောက်ပြီးတော့ရေမပါပဲ cloud ဖွင့်မိမယ်ဆိုရင်တော့မှ dry boiling safety ပါဝင်တာဖြစ်တဲ့အတွက်မိလောက်မှစိတ်ပူစရာမလိုဘဲနဲ့အလိုလိုပိတ်သွားမှာပါဒီ blender လေးကဈေးနှုန်းလဲတက်တာသလိုသုံးရတဲ့ခါမှာလည်းတီတီငိမ့်ငိမ့်ရှိတယ်အပြင်ကလည်းဖန်ခွက်နဲ့မဟုတ်ဘူးဆိုတော့ဆေးရတဲ့အခါတွေမှာဆိုလဲပေါ့ပပပဲရေနွေးလေးဆိုလို့ရှိရင်လေ stainless steel နဲ့လုပ်ထားတာဆိုတော့အနံ့သက်တွေလည်းမရဘူးအပြင်က plastic cover ကလည်းဒါအပူလောင်မာတွေကိုလည်းစိတ်ပူနေကြမလို့အခုပြပြပေးခဲ့တဲ့ဒီ combo လေးတွေကတော့တကယ်ကိုဈေးလဲတက်တာပြီးတော့အိမ်သုံးအတွက်လည်းအရန်ကိုအဆင်ပြေစေရဲ့ရွေးချယ်မှုလေးတွေပါပဲအခုလိုတန်တဲ့ gadget ပစ္စည်းလေးတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလေးကို like and share လေးလုပ်ပေးတော့ပါအောင်အဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်